တိုးတက်တာကတော့တိတာပါတယ်ကလေးတွေကလေအပြောဆိုအနေထိုင်ပြီးတော့သူတို့ရဲ့ကျင့်ဝတ်တွေကအစားပေါ့နော်ပြောင်းလဲသွားတယ်ကြက်တို့အရွယ်လေးတွေကြတော့6နှစ်လေးတွေဆိုတော့နည်းနည်းထိန်းရခတ်တဲ့အရွယ်လေးပေါ့နော်အဲ့တော့သူတို့တစ်ခါလေးကြာရင်စကလုံးသုံးနှုံကြမ်းတမ်းတာလေးတွေဆိုလဲကိုကပြောတယ်ပြောရနေပြီးတော့တစ်ခါလေးကြာလို့ရှိရင်တီချယ်ကိုလည်းဝိုင်းပြောခိုင်းရတာပေါ့နော်အဲ့လိုဆိုလို့ရှိရင်တိတကိုပြောင်းလဲသွားတယ်ကလေးကအဲ့စကလုံးတွေမပြောတော့ဘူးပေါ့နော်သူတို့ကြတော့လဲစလေးအတင်းထိန်းချုပ်တာတက်ဆိုင်သူတို့နားလဲပြီးလက်ခံသွားတာမျိုးမှပြောင်းလဲသွားတာအစ်စ်မှန်ပေါ့နော်အဲ့လိုဆိုအဲ့ဒါလေးထူးထူးခြားခြားတိတမြင်ရပါတယ်ဟုတ်အဓိကတော့လေမိသားစုလိုပဲပေါ့နော်ပြီးတော့တီချာတွေနဲ့လည်းအချိန်မရွေးကိုယ့်ရဲ့သားသမီးကိစ္စလေးတွေကိုအကုန်တိုင်ပင်လို့ရတယ်သူတို့ရဲ့ကျောင်းကိစ္စပညာရေးမှမဟုတ်ဘူးသူတို့ရဲ့ခုနပြောသလိုပဲနေထိုင်မှုပုံစံကျင့်ဝတ်လေးတွေအဲ့ဒါလေးတွေအစားကျောင်းကထိန်းကျောင်းပေးတယ်ဆိုတော့အဲ့ဒါလေးတွေကိုတော်တော်သဘောကျတာပေါ့နော်ဒါပေမဲ့တို့ academic ကတော့ကျောင်းကတင်ရတယ်ဒါပေမဲ့အဲ့လိုမျိုးသူတို့ကျင့်ဝတ်ပိုင်းဆိုင်ရာလေးတွေနေထိုင်မှုပုံစံလေးတွေအဲ့ဒါလေးတွေတေချာ training ရတယ်ဆိုတော့ကလေးအတွက်ပညာရေးရောပြီးရင်လူမှုရေးရောစိတ်ချရတာပေါ့နော်ဟုတ်ကဲ့ပါအရင်ချစ်ဖို့ကောင်းပျော်စရာလည်းကောင်းပါတယ်သူတို့လေးတွေလည်းပျော်နေကြတယ်ဝတ်စုံလေးနဲ့ဆိုတော့လေကျမနာမည်ကတော့မဖြိုးဝင်အောင်ထုံပါရှင်ကျမဒီကျောင်းမှာတော့ကျမရဲ့သမီးလေး2ယောက်ပါဟုတ်ကဲ့ကျမရဲ့သမီးလေး2ယောက်ကရေရစစ်နဲ့ရေရ4မှာတက်ရောက်နေပါရှင်ဒီမှာကျတော့ IGCSE ရဲ့ရေရတက်ချင်းထိပေါ့နော်ရေရတက်ချင်းထိပေါ့နော်သင်ရတာပေါ့နော်ပြီးသွားလို့ရှိရင်တော့ဒီမှာတော့သူ့ရဲ့ပါတနာကျောင်းတွေလည်းရှိပါတယ်ပြီးတော့နောက်တစ်ခုက WASC ဆိုတဲ့ပေါ့နော် group နဲ့လည်းသူတို့ organization တွေလည်းချိတ်ဆက်ထားပါတယ်ပြီးတော့သူတို့ကဒီကျောင်းကကြတော့ CIE ပေါ့နော် Cambridge Asian Center လည်းရှိတဲ့အတွက်ကြောင့်ကျမကတော့ဒီကျောင်းကိုရွေးဖြစ်ပြီးတော့ထားဖြစ်တာပါရှင်ကျမကတော့ဒီကျောင်းနဲ့ချိတ်ဆက်ထားတဲ့အကောင်းဆုံး University တွေကိုပဲရွေးချယ်ပြီးတော့တက်ရောက်မှာပါရှင်ဒီမှာတော့PT ကတော့အရန်ကို PT ဖြစ်ပါတယ်ရှင်ဒီနေ့ကိုလေgraduation မှာလည်းတည်တည်ချာချာလေးကိုစီစဉ်ထားပေးတဲ့အတွက်ကြောင့်အစီအစဉ်လေးတွေကလည်းအရန်ကောင်းတယ်ကျမလည်း PT မျက်ရည်တောင်ကြမိပါတယ်ရှင်ဟုတ်ကဲ့တိုးတက်လာတာကတော့အများကြီးတိုးတက်လာပါတယ်ရှင်ကလေးလေးတွေကကျမသမီးလေးဆိုလို့ရှိရင်ဒီ year 6မှာ chat point ရော progressing test ကိုရှိပါတယ်ရှင်ဒီ exam တွေရှိတဲ့အတွက်ကြောင့်ကလေးကဒီစာနဲ့ပတ်သက်ပြီးတော့ smart ပေါ့နော်အရန်ကို smart ဖြစ်လာပါတယ် smart ဖြစ်လာပြီးတော့smart student ဖြစ်လာပေါ့နော်ဒီအခြေခံကြီးကိုပပနိုင်ကိုသူရသွားတဲ့အတွက်ကြောင့် secondary မှာလည်းသူပေါ့နော်အကောင်းဆုံးတိုးတက်လာမယ်ပေါ့နော်ဒီရေရတက်တင်ထီကိုပေါ့နော်ဒီကျောင်းကိုပဲဘာကြောင့်ရွေးချယ်ခဲ့တာလဲဆိုလို့ရှိရင် Cambridge International School Asian Center ရှိတယ် CIE course ကိုဟိုပေါ့နော်တင်ပေးတဲ့အတွက်ကြောင့်ကျမတို့ကနေပြီးတော့ဒီတက္ကသိုလ်တက်တဲ့အခါကြလို့ရှိရင်ကျမတို့ကဒီတက္ကသိုလ်ကိုကြည့်ပြီးတော့ကျမတို့ကကျောင်းရွေးချယ်မှုတွေလုပ်ရပါတယ်ရှင်ကျမရဲ့ကျမအယူဆပေါ့နော်ကျမအယူဆကတော့အဲ့ဒီအတွက်ကြောင့်ဒီ CIE course ကိုရတက်တင်တီတင်တဲ့အတွက်ကြောင့်ဘာအကျိုးကျေးဇူးတွေရရှိလဲဆိုလို့ရှိရင်စင်ကာပူမှာဆိုရင် Government University ဖြစ်တဲ့ NTU NUS SMU SIM တွေကိုဒါရိုက်ရှောက်ခွင့်ရှိပါတယ်ရှင်ဟုတ်ကဲ့ပြီးတော့နောက်တစ်ခုကဒီသူတို့ရဲ့ WASC ဆိုတဲ့ organization ပေါ့နော် group ပေါ့နော်အဲ့ဒါနဲ့လည်းသူတို့ကorganization အဖွဲ့ဝင်ဖြစ်တဲ့အတွက်ကြောင့်ကျမတို့အတွက်အများကြီးအခွင့်အရေးတွေရှိတယ်။နောက်တစ်ခုကအင်္ဂလန်၊ဩစတြေးလျမှာရှိတဲ့တကယ်ပေါ့နော်နာမည်ကြီး1 to 10တက္ကသိုလ်ကြီးကိုလည်းဒါရိုက်ပေါ့နော်ရှောက်ခွင့်ရှိပါတယ်ရှင်။ဆရာတွေဆိုလို့ရှိရင်လည်းလုံးဝ qualify နေဖြစ်တယ်။အရင်အရေးချင်းရှိတယ်ပြီးတော့ CIE သင်မယ်ဆိုရယ် standard တွေလည်း standard နဲ့အညီရှိတဲ့အတွက်ကြောင့်ကျမဒီကျောင်းကိုရွေးချယ်ပြီးတော့ကျမရတက်တင်တီထားမှာပါရှင်ဒီနေ့ graduation ပွဲလေးမှာတော့အရန်ကိုစနစ်တကျနဲ့စီစဉ်ထားတဲ့အတွက်ကြောင့်ကျမ PT မျက်ရည်တော့ကြားမိပါတယ်ပြီးတော့မိဘတွေကိုလည်းပြောချင်တာတော့ဒီကျောင်းလေးကိုလာရောက်ပြီးတော့မေးမြန်းကြည့်ပါပေါ့နော်ဆက်သွယ်ပြီးမေးမြန်းကြည့်ပါလို့ကျမတော့အကြံပြုချင်ပါတယ်ရှင်